တီးပြီးကြပြီလားလင်းကစင်းစင်းတက်တဲ့အခါကြားလိုက်ရတဲ့ဒိုင်းကနေအတန်းကြီးကလင်းဘေးဒီနဲ့ပြေးလန်းတို့အပြင်းထန်ထိတွေလိုက်တဲ့အတန်းပဲဖြစ်ပါတယ်နောက်တစ်ခါ Boeing 737နဲ့ခီးသွားလို့တနာလီမိုင်150နှုန်းနဲ့မြေပြင်ကိုဆင်းသက်တဲ့အခါဒီအမဲရောင်ရာပါခွင်းကြီးတွေကခမားတို့ရဲ့အသက်ကိုကယ်တင်ပေးလိုက်တာဆိုတာတတိယလိုက်ပါအောင်ဒီဘေးဒီဟာဘုံပေါက်ကွဲမှုစမ်းသပ်ချက်တစ်ခုနီးပါပြင်းထန်တဲ့အခြေအနေတွေကိုတော့ကြမ်းကြမ်းခံနိုင်ခဲ့တာပါလင်းဘေးတွေကိုအကြီးကြီးတွေမို့လို့ခိုင်ခန့်တာလို့ပဲမထင်လိုက်ပါနဲ့သူတို့ကိုကဘာပေါ်မှာအပြင်းထန်ဆုံးအခြေအနေတွေကိုခံနိုင်ရရှိအောင်အထူးစနစ်တကျတိစောက်ထားတာဖြစ်ပါတယ်737လေယာဉ်ကိုပဲကြည့်ကြည့်ပါဘေးတစ်လုံးချင်းစီဟာအမြင့်49လက်မနဲ့အနံ့19လက်မရှိပါတယ်ဒါပေမဲ့တကယ်အံ့ဩစရာကောင်းတဲ့အချက်ကသူတို့ဘလောက်အထိတောင်းခံနိုင်လဲဆိုတဲ့အချက်ပါတယ်လေယာဉ်ပြန်တက်တဲ့အခါစက္ကန့်ပိုင်းတွင်းမှာတင်3ညကနေတနာလီမိုင်150ကျော်နှုန်းအထိအချိန်မြင့်တင်ပေးရတာပါဆင်းသက်တဲ့အခါမှာလည်းပေါင်ချင်းတောင်းနဲ့ချီတဲ့ဖီအားဒီအပူရှိန်တွေနဲ့ဖွက်တိုင်မှုတန်တွေကိုရွတ်တရက်ဆိုတော့စူဖြူထင်းကြီးပေးရပါတယ်သူတို့ကိုအလွန်အမတ်ခိုင်ခန့်တဲ့ပေါင်းဆက်ပစ္စည်းတွေနဲ့ပြုလုပ်ထားပြီးပြင်းထန်လွန်းတဲ့စမ်းသပ်ချက်တွေကိုလည်းကြော်ဖြတ်ရပါသေးတယ်ဘေးတစ်လုံးစီကိုပြန်ထမ်းခွင့်မပြုခင်မှာသတ်မှတ်ထားတဲ့ဝန်ထုဝန်ဖို့ထက်8000ရာခိုင်နှုန်းအထိပို့ပြီးစမ်းသပ်ခံနိုင်ရရှိမရှိစစ်ဆေးရတာပါဘေးပေါက်တာအက်ကွယ်တာဒါမှမဟုတ်ချောထွက်တာမျိုးအဖြစ်မခံနိုင်ပါဘူးဘာလို့လဲဆိုတော့အမားယွင်းတစ်ခုတည်းကတင်ကြီးမားတဲ့ဘေးဒုက္ခကိုဖြစ်စေနိုင်လို့ပါပဲနေ့စဉ်နေ့တိုင်းလေကောင်းခီးစဉ်၄တောင်းတော့ဟာဒီယာပါစစ်တဲ့တော်တွေအပေါ်မှာမိကူနေကြရတာပါသူတို့ဟာဘေးကင်းလုံးကြုံတဲ့စင်သက်မှုလေဆိုးရွားတဲ့မတော်စားမှုကြားကအတိမမတ်ခံရတဲ့သူရဲကောင်းတွေပဲဖြစ်ပါတယ်ခင်ဗျားတို့တတိမထားမိပဲယုံကြည်အားကိုးနေရတဲ့အန်ဩစရာစကရိယာတွေအကြောင်းသိချင်ရင်တော့ကျွန်တော်ကို follow လုပ်ထားကြပါအောင်